ဂျက်ကီချမ်းရဲ့ရင်ဘတ်မှာစိုက်နေတဲ့များကအပေါ်အောက်လှုပ်ရှားလို့ရပါတယ်။ဒါဟာတေချာပြင်ဆင်ထားတဲ့အသေးဟန်ဆောင်တဲ့ကြားကွက်တစ်ခုပဲဖြစ်ပါတယ်။စစ်တပ်နှစ်ခုအသေးလဲတိုက်ခိုက်နေကြတဲ့စစ်မြေပြင်မှာဂျက်ကီချမ်းဟာဒီလိုဝက်ချက်ကိုအသုံးချပြီးအသက်ဘေးကနေအကြိမ်ကြိမ်လွတ်မြောက်ခဲ့တာပါ။သူ့ရဲ့ရိတ်ခါတွေထုတ်ပိုးပြီးစစ်မြေပြင်ကနေထွက်ခွာဖို့ပြင်ဆင်နေတော့မှပဲနှစ်ဖက်စစ်သူကြီးတွေဟာအသေးအတန်တိုက်ခိုက်နေကြဆဲဆိုတာသူသတိထားမိလိုက်ပါတယ်။ဒါပေမဲ့သူကဝင်မကူညီတဲ့အပြင်ရန်သူစစ်သူကြီးကသူ့ရဲ့စစ်သူကြီးကိုတက်လိုက်ပြီးအားအင်ကုန်ခန်းသွားတဲ့အထိစောင့်ဆိုင်းနေခဲ့ပါတယ်။အဲ့ဒီနောက်မှသူကဓားကိုကင်ပြီးဖြည်းဖြည်းချင်းချင့်ကပ်သွားကအခွင့်ကောင်းယူပြီးရန်သူစစ်သူကြီးကိုဖမ်းဆီးလိုက်ပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ဂျက်ကီချမ်းရဲ့တိုင်းပြည်မှာစစ်သူကြီးအဆင့်ရှိတဲ့တုံပန်းကိုဖမ်းမိရင်နောက်ထပ်စစ်မြေပြင်ဆင်းစရာမလိုတော့ပဲဇနီးတစ်ယောက်ပါချိမြင့်ခံရမယ်ဆိုတဲ့မူဝါဒရှိလို့ပါပဲ။အပြန်လမ်းမှာတော့လမ်းပိတ်နေတဲ့ကြောက်တုံးပုံကြီးကိုတွေ့တာနဲ့သူကအလိုလျောက်ဖယ်ရှားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူကုန်းပြီးကြောက်တုံးဖယ်နေတော့မှပဲလူမျိုးဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကသူ့နောက်ကနေရုတ်တရက်ပေါ်လာပါတယ်။သူအချိန်မီရှောင်တိန်နိုင်ခဲ့ပေမဲ့ဓာချက်ကရင်ဘတ်ကိုထိမှန်သွားပြီးလဲကျသွားခဲ့ပါတယ်။အဲ့ဒီနောက်လူမဲဝတ်စုံတဲ့လူကစစ်သူကြီးစီကိုရှောက်သွားပြီးစစ်သူကြီးရဲ့တပ်သားတွေအားလုံးတေကုန်ပြီဖြစ်ကြောင်းပြောပြပါတယ်။တကယ်တော့အဲ့ဒီလူဟာဂျက်ကီချမ်းလိုပဲစစ်ပြေးလာတဲ့စစ်သူကြီးရဲ့လက်ထောက်တစ်ယောက်ဖြစ်နေပါတယ်။စစ်သူကြီးဟာဒေါသအမျက်ထွက်ပြီးသူ့ရဲ့လက်နက်နဲ့အဲ့ဒီစစ်ပြေးကိုချက်ချင်းပဲတပ်ဖြတ်လိုက်ပါတယ်။အနောက်အဖွဲ့တွေကနေလွတ်မြောက်သွားပြီးတစ္ဆာဖောက်ကိုလည်းတပ်ပစ်လိုက်ပြီးဖြစ်တဲ့အတွက်စစ်သူကြီးဟာစိတ်အေးသွားပြီးအနားယူဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့သူလဲကြည့်လိုက်တဲ့အခါဂျက်ကီချမ်းကတေယာကနေပြန်ရှင်လာတာကိုတွေးလိုက်ရပါတယ်။မြေပြင်ပေါ်ကသွေးကွက်တွေကိုမြင်လိုက်ရမှစစ်သူကြီးဟာအမှန်တရားကိုသဘောပေါက်သွားပါတော့တယ်။ဂျက်ကီချမ်းကနောက်တစ်ကြိမ်အသေးဟန်ဆောင်ခဲ့ပြန်ပြီးဆိုတာပါပဲ။ရဲစွမ်းတတိနဲ့ကြောက်ရွံ့မှုကင်းမဲ့ခြင်းကြောင့်နာမည်ကျော်တဲ့တိုင်းပြည်တစ်ခုမှာဂျက်ကီချမ်းလိုကောက်ချစ်ပြီးအရှက်မရှိတဲ့သူမျိုးဘယ်လိုရှိနေနိုင်မလဲဆိုတာကိုစစ်သူကြီးတယောက်စဉ်းစားလို့ကိုမရနိုင်တော့ပါဘူး။